ဒီမီနီကိုလိုအခန်းလေးကတော့၄လွှာအခန်းလေးပါဖြစ်ပါတယ်ရှင်ဒီခန်းလေးရဲ့အကျယ်ဝန်းကတော့754ပေကျယ်ဝန်းပါတယ်ရှင်လုံးဝ fully furnished fully decorate နေခြင်းနဲ့မိတ်ဆွေများအတွက်ကတော့ဒီခန်းလေးနဲ့အသင့်တော်ဆုံးဖြစ်ပါတယ်ရှင်ဈေးနှုန်းကတော့3,000တောင်ညှိနှိုင်းပေးဦးမယ်နော်အခန်းလေးကဘေးတိုက်လည်းမရှိဘူးလေဝင်လေထွက်ကောင်းတယ်ဒီမှာတမန်ဆက်ရှိတ်တွေကိုပတ်ပတ်လက်တက်ပေးထားပါတယ်ရှင်ဒီခန်းလေးမှာပါဝင်တဲ့ပစ္စည်းတွေကတော့ TV stand ပါမယ်အဲကန်းမှာလည်း sofa set စုံထားရှိပေးထားတယ်ဖျားကျောင်းဆောင်ပါမယ် aircon နှလုံးပါပါတယ်အခန်းကတော့ master bedroom တစ်ခန်း single room တစ်ခန်းအားလုံးပေါင်း2ခန်းပါပါတယ်ရှင်24နိုင်မီရရှိမဲ့ power station လေးကိုလည်းတက်ဆင်ပေးထားပါတယ်မျက်နှာချင်းဆိုင်မှာလည်းတိုက်အမြင့်မရှိတဲ့အတွက်လေဝင်လေထွက်ကောင်းပါတယ်ရှင်တိုက်အလှည့်လေးကတော့အနောက်မြောက်လည်းဖြစ်ပါတယ်တင်ငန်းကျွန်းမြို့နယ်16 VIP ရက်ကွက်သူမနာလမ်းကျယ်ပေါ်မှာရှိတဲ့မီနီကွန်ဒိုတစ်ခန်းရောင်းပေးချင်ပါတယ်ရှင်သူမနာလမ်းကျယ်ကတော့သူမင်္ဂလာလမ်းကိုထဲပေါက်တဲ့လမ်းလေးပါရန်နာလမ်းမကြီးနဲ့လည်းနီးဆုံးမှာတည်ရှိပါတယ်အော်နာစီးရုံနဲ့လည်းနီးပါတယ်ဝေဇနာလမ်းမနဲ့လည်းနီးပါတယ်ရှင် location ကောင်းအချက်ချကြပြီးတော့တိတ်ဆိတ်အေဂျင့်နဲ့ရက်ကွက်တစ်ခုဖြစ်ပါတယ်ရှင်ခန်းလေးဝင်ခြင်းမှာဘာသာတကားတစ်ချက်ကိုတက်ဆင်ပေးထားပါတယ်ဒီမှာလည်းကျွန်းတကားတစ်ချက်ပါပါတယ်ရှင်ဒီမှာဝန္နာလေးပါတမန်ဆက်ချက်တွေတက်ဆင်ပေးထားပါတယ်ကျွန်းတကားတစ်ချက်လည်းတက်ဆင်ပေးထားပါတယ်ရှင်ဒီမှာအဲကန်းမှာတော့ aircon တစ်လုံးတက်ဆင်ပေးထားပါတယ် profile light တွေနဲ့လှဆင်ပေးထားပါတယ်အခန်းလေးကဘာမှအပြောစရာမရှိအောင်ရန်လှပတဲ့အခန်းလေးပါအခန်းဖွဲ့စည်းဖို့ကတော့ single room တစ်ခန်းပါမယ် master bedroom တစ်ခန်းပါပါမယ် single room လေးလိုက်ပြပေးပါမယ်ရှင်ဒီမှာလည်းမှန်တင်ကုန်လေးထားပေးထားပါတယ်ရှင် master bedroom ခန်းလေးပါနှစ်ယောက်ကြီးကလေးတစ်လုံးထားရှိပေးထားပါတယ်ဒီမှာလည်းမှန်တင်ကုန်လေးပါမယ်နော်မောင်ရောတော့တက်ဆင်ပေးထားပါတယ်အမကိုပြန်ဝယ်စရာမလိုလက်တင်နေုံပဲနော်aircon တစ်လုံးပါပါတယ်ရှင်ဒါတော့ရေချိုးကန်အိမ်သားကျွေးပြခင်းကျွေးပြကတ်ထားပါတယ်အခန်းတိုင်းမှာနှစ်ထပ်လိုက်ကလေးတက်ဆင်ပေးထားပါတယ်အဲ့ဆို kitchen ကလေးပဲကြည့်အောင်နော် kitchen ကလေးကလည်းရလှတယ်စပွဲလေးနဲ့သမီးသားစပွဲတစ်စုံပါပါတယ်ဒီမှာကျွေးပြစင်လေးကိုထည့်ပေးထားပါတယ်ရှင်ဒီမှာလည်းဘေစင်လေးကိုလည်းအကောင့်စားတက်ဆင်ပေးထားပါတယ်ဒီမှာ kitchen cabinet တွေလည်းတက်ဆင်ပေးထားပါတယ်ရှင်အပေါ်အောက်တက်ဆင်ပေးထားပါတယ်ဒါတော့ emergency ဒီကားလေးပါအောက်မှာတော့ကြွေပြအပြည့်ခင်းထားပေးပါတယ်ဒါတော့အိမ်သားလေးပါဒီခန်းလေးကတော့ fully furnished fully decorate ကြိုက်တဲ့မိတ်ဆွေများအတွက်ကတော့အရင်ကတင့်တော်တဲ့အခန်းလေးကိုအမြန်ဆုံးလာဝယ်ယူဖို့တိုက်တွန်းလိုက်ပါတယ်ရှင်